สวัสดีค่ะครูเลสลี่นะคะဒီဗီဒီယိုမှာครูကဘာကိုသင်ကြားပေးတော့မလဲဆိုရင်တော့ဒီอยากဆိုတဲ့စကားလုံးပေါ့နော်အဲ့တော့อยากကပါလေမြန်မာလူမျိုးဆိုရင်တော့ချင်ဒီပေါ့ဒါဆိုရင်သူကတွေ့သုံးရတဲ့စာလုံးဖြစ်တယ်အဲ့တော့စားချင်တယ်သွားချင်တယ်လာချင်တယ်စသဖြင့်ဒီချင်တယ်ဆိုတဲ့စာလုံးပေါ့နော်အဲ့တော့အခုနချက်ပြောတယ်လို့မျိုးစားချင်တယ်လာချင်တယ်သွားချင်တယ်ဆိုရင်ဘယ်လိုပြောရလဲဆိုတော့ဒီอยากတွေရဲ့အနောက်မှာကရိယာလေးတွေလိုက်ရပါမယ်နော်အဲ့တော့ခုနချက်ပြောလိုက်တဲ့ กินဆိုတဲ့ကရိယာလေး กินကစားသည်အဲ့တော့စားချင်သည်ဆိုရင်อยากกินဖြစ်မှာပေါ့သွားချင်တယ်ဆိုရင်လည်းอยากไปလာချင်တယ်ဆိုရင်လည်းอยากมาအဲ့လိုမျိုးဖြစ်မယ်ပေါ့နော်ဒါဆိုရင်အောက်ကချက်ရေးပြထားတဲ့ဥပမာစာကြောင်းလေးကိုကြည့်ကြည့်အောင်အဲ့တော့အမကျမထမင်းစားချင်တယ်ဆိုတော့ကျမကฉันအဲ့တော့စားချင်တယ်ဖြစ်တဲ့အတွက်ကြောင့်ချင်တယ်ကအမြဲတမ်းအရှိမှလာမယ်อยากပြီးတော့ဘာလို့ချင်တာလဲစားချင်တာกินဘာကိုလဲ object ကข้าวအဲ့တော့ကျမထမင်းစားချင်တယ်ဆိုရင်ฉันอยากกินข้าวရမယ်နော်နောက်တစ်ခုကသူသွားလေချင်တယ်ဆိုတော့သူကเขาအဲ့တော့သွားလေချင်တယ်ဆိုတော့ချင်တယ်ကอยากသွားလေဒီဆိုရင်ไปเที่ยวအဲ့တော့เขาอยากไปเที่ยวนะคะနောက်တစ်ခုကသူမထိုင်းဘာသာလေ့လာချင်တယ်ထိုင်းစာလေ့လာချင်တယ်ပေါ့နော်အဲ့တော့လေ့လာချင်တယ်ဆိုရင်တော့อยากเรียนအဲ့တော့ဘာကိုလဲภาษาไทยသူမကเธอဒါဆိုရင်เธออยากเรียนภาษาไทยဖြစ်မှာပေါ့ရမယ်နော်အဲ့တော့ချင်တယ်စားချင်တယ်သွားချင်တယ်လာချင်တယ်လဲချင်တယ်ဒါဆိုရင်မလုပ်ချင်ဘူးဆိုရင်ရောစားချင်ဘူးမလာချင်သွားချင်မလဲချင်ဘူးဒီလိုမျိုးပြောချင်တယ်ဆိုရင်ရောဒါဆိုရင်အရင်းစာလုံးဖြစ်တဲ့မိုက်ကိုထည့်ပြမယ်အဲ့တော့မိုက်ကိုပဲမထည့်ရမလဲဆိုရင်တော့อยากရဲ့အရှိမထည့်ပြမယ်အဲ့တော့သူကိုမိုက်อยากဖြစ်တော့မှာပေါ့အဲ့တော့မစားချင်ဘူးဆိုရင်ဘယ်လိုဖြစ်မလဲလို့ထင်လဲไม่อยากกินမသွားချင်ဆိုရင်လည်းไม่อยากไปနော်ဒါဆိုရင်စာကြောင်းလိုက်ကြည့်ကြည့်ရအောင်ဒီမှာဆိုရင်ကျမဆက်တာမစားချင်ဘူးအဲ့တော့မစားချင်ဘူးဆိုရင်တော့ไม่อยากกินဆက်တဲ့ဟာဆိုရင်เผ็ดအဲ့တော့ฉันไม่อยากกินเผ็ดนะคะနောက်တစ်ကြောင်းကလည်းသူကြောင်းမသွားချင်ဘူးဆိုရင်သူကเขาအဲ့တော့မသွားချင်ဆိုရင်ไม่อยากไปဘယ်လိုလဲโรงเรียนကျောင်းကိုအဲ့တော့เขาไม่อยากไปโรงเรียนရမယ်နော်အဲ့တော့ခုနကอยากချင်တယ်အခုကကြတော့မလုပ်ချင်ဘူးဆိုရင်ไม่อยากนะคะနောက်တစ်ခုချက်ပြောချင်တာကอยากနဲ့တူတယ်နောက်တစ်လုံးကရှိတယ်နော်သူကต้องการလို့အတန်ထွက်တယ်ตองอตองไม่โทต้องกออารอการต้องการနော်ต้องการကလည်းอยากနဲ့အဓိပ္ပာယ်ချင်းစင်လေးပဲလိုအပ်တယ်လိုချင်တယ်ပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်ရတယ်နော်ဒါပေမဲ့သုံးပုံသုံးနည်းကကျတော့နည်းနည်းလေး꿰မယ်နော်အဲ့တော့အောက်မှာရေးထားတဲ့ပုံစံလိုမျိုးပဲอยากဆိုရင်ကရိယာလိုက်မယ်ဘာဆိုရင်စားချင်တယ်သွားချင်တယ်လာချင်တယ်သွားလေချင်တယ်စသဖြင့်အဲ့လိုမျိုးဆိုရင်อยากနဲ့တည်သုံးမယ်ต้องการကကြတော့ပစ္စည်းတစ်ခုခုလိုအပ်တာပေါ့နော်ဥပမာဆိုရင်ဖုန်းလိုအပ်တာဥပမာဆိုရင်ခဲတံဘောပဲအင်ဂျီစသဖြင့်ပေါ့နော်ပစ္စည်းတစ်ခုလိုအပ်တယ်ဆိုရင်တော့ต้องการငါပတ်စံလိုအပ်တယ်ဆိုရင်ပတ်စံကเงินတမဟုတ်ตังค์ใช่ไหมအဲ့တော့ပတ်စံလိုအပ်တယ်ဆိုရင်ต้องการเงินหรือไม่ก็ต้องการตังค์နော်ဒါပေမဲ့အခုနอยากနဲ့ပြောချင်တယ်ဆိုရင်ရော
ဒါဆိုရင်ပတ်စံရချင်တယ်ဖြစ်တော့မှာပေါ့ရှင်းမယ်အဲ့တော့ရချင်တယ်ဆိုတော့ได้နဲ့တွဲသုံးရမှာပေါ့အဲ့တော့อยากได้เงินอยากได้ตังค์นะครับအဲ့တော့ต้องการနဲ့อยากရဲ့ကွဲပြားပုံကွဲပြားနည်းလေးနားလည်မယ်နော်အဲ့တော့အောက်ကဥပမာစာကြောင်းလေးနဲ့ဆက်ကြည့်အောင်အဲ့တော့ဒီမှာဆိုရင်ကျမကော်ဖီတောက်ချင်တယ်ဆိုတော့တောက်ချင်ဆိုတော့တောက်ရဲ့ကရိယာနဲ့တွေ့သုံးထားတယ်အဲ့တော့อยากกินဖြစ်မယ်ပေါ့အဲ့တော့ฉันอยากกินกาแฟအဲ့ဒါအောက်ကကျမကော်ဖီလိုအပ်တယ်လိုချင်တယ်ဆိုရင် तू ကကော်ဖီတောက်တာမှမဟုတ်လားကော်ဖီလိုအပ်တယ်ဆိုရင်တော့ฉันต้องการกาแฟပဲပေါ့ညမယ်နော်အဲ့တော့ต้องการနဲ့อยากရဲ့ကွဲပြားပုံကွဲပြားနည်းလေးနားလည်မယ်နော်โอเคအဲ့ဆိုရင်နံပါတ်4အဲ့တော့ဒီမှာဆိုရင်อยากให้ဆိုတဲ့စာလုံးပေါ့နော်အဲ့တော့อยากให้ကအဓိပ္ပာယ်ကဘာလဲဆိုတော့စေချင်တယ်တခုခုဖြစ်စေချင်တယ်ရစေချင်တယ်လုပ်စေချင်တယ်ပေါ့နော်အဲ့တော့တယောက်ယောက်ကဆိုတော့လူကလာရမယ်ဥပမာဆိုရင်ခြေကကျောင်းသားတွေကိုစာရစေချင်တယ်ပေါ့နော်ဥပမာဆိုရင်အမေကသားသမီးတွေကိုဆရာဝန်ဖြစ်စေချင်တယ်စသဖြင့်ပေါ့နော်ဖြစ်စေချင်တယ်တခုခုတယောက်ယောက်ကဖြစ်စေချင်တယ်ဆိုရင်อยากให้နဲ့တဲ့တော့မယ်နော်အဲ့တော့အရှိဆုံးမှာဘယ်သူကလဲဆိုတော့ဥပမာဆိုရင်အမေကဆိုရင်ခွန်မဲလာမယ်အနောက်မှာဖြစ်စေချင်တယ်ဆိုอยากให้ဘယ်သူကိုလဲဆိုတော့မာသားသမီးကိုပေါ့နော်လုထားလိုက်ပါနော်ဥပမာဆိုရင်ဆရာဝန်ဖြစ်စေချင်တယ်ဆိုရင်เป็นหมอပေါ့ဆိုရင်แม่อยากให้ลูกเป็นหมอแบบนี้แล้วเอากระอู้มาสาจังเลยเนี่ยဆက်ပြောမှကြည့်ကြအောင်มาဆိုရင်ဒါအဓိပ္ပာယ်ကငါနင့်ကိုတခုလောက်ကူညီစေချင်တယ်ပေါ့နော်အဲ့တော့ဘယ်သူကလဲငါဆိုတော့ฉันအဲ့တော့နင့်ကိုဆိုတော့ကူညီစေချင်တယ်ဆိုတဲ့အတွက်ကြောင့်နင့်ကိုဆိုတော့อยากให้เธออยากให้เธอအဲ့ဒါကူညီစေချင်တယ်ဆိုရင်တော့ช่วยฉันငါ့ကိုကူညီစေချင်တယ်โอเคนะအဲ့တော့ तू ကဒီမှာဆိုရင်ခြေကဒီမှာဆိုရင်ငါနင့်ကိုတစ်ခုလောက်ကူညီစေချင်တယ်ဆိုပြီးမှအတိတ်ပဲရေးလိုက်တာပေါ့နော်ဒါပေမဲ့ထိုင်းမှာဆိုရင်ဘယ်လိုအတိတ်ပဲရမလဲဆိုရင်ငါနင့်ကိုငါ့ကိုကူညီစေချင်တယ်အဲ့လိုမျိုးငါနင့်ကိုငါ့ကိုကူညီစေချင်တယ်ဆိုတော့နည်းနည်းလေးထူးဆန်းတော့မှာပေါ့နော်အဲ့တော့တစ်ခုလောက်ကူညီစေချင်တယ်ဆိုရင်ပြောလို့ရတယ်ပေါ့နော်မဆိုရင်ကိုကတကယ်ချင်းဖြစ်တခြားလူတွေဖြစ်တော့ပြောမှကူညီပေးပါကူညီစေချင်တယ်ဆိုရင်ဒီလိုမျိုးပြောလို့ရတယ်ပေါ့ฉันอยากให้เธอช่วยฉันแบบนี้นะคะအောက်ကလည်းအမေကကလေးကိုစာကောင်းကောင်းတင်စေချင်တယ်ဆိုရင်အမေကဘယ်သူအမေကဆိုရင်คุณแม่စေချင်တယ်ဆိုတော့อยากให้ဘယ်သူကိုလဲကလေးကိုဆိုတော့ลูกပြီးတော့စာကောင်းကောင်းတင်စေချင်တယ်ဆိုရင်เรียนเก่งနော်အဲ့တော့เก่งရဲ့အဓိပ္ပာယ်ကတော့တာเรียนကတင်ယူนะเรียนเก่งဆိုတော့စာတော့စေချင်တယ်ပေါ့ကောင်းကောင်းတင်ယူစေချင်တယ်နဲ့ပုံစံတူတူပဲนะคะဒါဆိုရင်ဒီစာကြောင်းလိုမျိုးပဲခရူကပြောလို့ရတယ်ပေါ့နော်ခရူကကျောင်းသားကျောင်းသူတွေကိုစာကောင်းတင်စေချင်တယ်ဆိုရင်ครูอยากให้นักเรียนทุกคนเรียนเก่งมาสิครูอยากให้นักเรียนทุกคนพูดภาษาไทยได้ครูကကျောင်းသားကျောင်းသူအားလုံးတွေကိုထိုင်းစကားပြောတတ်စေချင်တယ်นะคะအဲ့တော့อยากให้ဆိုတဲ့စာလုံးကိုရမယ်နော်โอเคအဲ့တော့ဒီတစ်ခေါက်မှာခြေက၄မျိုးပေါ့ပထမမှာဆိုရင်อยากချင်တယ်ဒုတိယကျတော့အရင်းစာကြောင်းစာလုံးမဲ့ရနောက်တစ်ခုကကျတော့ต้องการနဲ့ကွဲပြားပုံကွဲပြားနည်းပေါ့နော်ต้องการနဲ့อยากနောက်ဆုံးတစ်ခုကอยากให้ဖြစ်စေချင်တယ်นะคะအဲ့တော့ဒီလေးကြောင်းကိုရမယ်ပေါ့နော်အဲ့တော့ကျောင်းသားကျောင်းသူတွေအားလုံးကဒီဟာသင်ပြီးတော့ရင်ဥမာ sentence လေးကိုဥမာစာကြောင်းလေး၄ကြောင်းပေါ့ဒီမှာဆိုရင်၄မျိုးရှိဟုတ်အဲ့တော့၄ကြောင်းလေးကိုစဉ်းစားပြီးမှဒီဗီဒီယိုအောက်မှာ comment လေးပြန်ပြီးမှမှတ်ပေးထားကြည့်နော်ပြီးမှ crew ကအချိန်ညာcrew ပြန်စစ်ကြည့်မယ်အဲ့ဟာပြီးတော့မှမကြောင်းမလားဆိုcrew ကပြန်ပြီးတော့မှပြောပေးမယ် reply ပြန်ပေးမယ်ပေါ့
နော် Okay ဒါဆိုရင်ဒီဗီဒီယိုကကျတော့ဒီလောက်ပါပဲဒါဆိုရင်ဒီနောက်ဗီဒီယိုမှာဒီ grammar ဘိုင်းနဲ့ပတ်သက်ပြီးတော့မှ share ဆက်ပြီးတော့မှလာပြီးတော့မှ sharing လုပ်ပေးသွားမယ်ပေါ့နော်ဒါဆိုရင်ဒီဗီဒီယိုကကျတော့ဒီလောက်ပါပဲสวัสดีค่ะขอบคุณนะคะ